ဒီနေ့တော့ကျမငယ်ချင်းအတွက်ဓမ္မလေးချက်ကြည့်ပါရရှင်အရင်ဆုံးကျမကစက်သားတွေကိုရတာနဲ့ပါမယ်ရှင်ဓာတ်လေးနဲ့အခုလိုမျိုးလေးပေါ်ပြပါမယ်ပြီးလို့ရှိရင်စက်သွံပြူချင်းနနွေးမုံစက်သားမုံစားပြီးလို့ရှိရင်ကျမတို့အရောင်တင်လေးထည့်ပေးပါမယ်ရှင်နောက်တစ်ခုကတော့နန်းနန်းပင်နဲ့ကျမတို့ဘူစီနံပေါ့နော်နောက်တစ်ခုကတော့မဆလာလေးထည့်ပေးပါမယ်ရှင်ကဲနောက်ဆုံးမှာတော့ကျမဒိန်ကြီးလေးထည့်ပြီးတော့အရသာအလုံးကိုတမအောင်မွေးပေးလိုက်ပါမယ်ရှင်ပြီးတာနဲ့ကျမကသူ့ကိုတညလောက်ရေခဲတိုင်းမှာတခြားလေးနှက်ပေးထားလိုက်ပါတယ်ရှင်ကဲအခုဆိုရင်တော့စက်သားတွေတညနှက်ပြီးတော့ဆိုရင်ကျမတို့စပြီးတော့စက်သားချက်ပါမယ်ရှင်စက်သားချက်ဖို့ရတဲ့ကျမတို့နနက်ပွင့်တကြပိုးကကရဝေးရတွေလိုအပ်ပါတယ်ရှင်ကဲစီးတက်ပြရနဲ့ကျမတို့စက်သားလေးစပြီးချက်ပါမယ်ရှင်ကျမတို့စက်သားတွေအနစ်ပို့ပြီးရအောင်လို့ကျမကစက်သွန်လေးကြော်လေးမြင်းမြလေးထည့်ခဲ့ပါတယ်ရှင်ပြီးရင်တော့ရေးလေးအနစ်ငယ်ထည့်ပြီးတော့ချက်ခဲ့ပါတယ်ရှင်ကျမကဒီစက်သားချက်တဲ့အချိန်မှာပေါ့နော်စက်သားရဲ့အရေးကုန်လေးတစ်ခါလေးဖိခဲ့ပါတယ်ရှင်။ဘာဖြစ်လို့ဆိုတော့ကျမကစက်သားအရေးကုန်လုံးဝမစိတ်ပါဘူးရှင်။ဒါကြောင့်အရေးကုန်လေးတစ်ခါလေးခွာပြီးတော့ချက်ခဲ့တာဖြစ်ပါတယ်ရှင်။ပြီးရင်တော့ကျမတို့ဒီစက်သားတွေကိုအောက်ကိုမကတ်ခရေဝတ်အတွက်ဆိုရင်ခဏခဏကျမတို့မှုတ်ပြရပါတယ်ရှင်။ကဲအခုဆိုရင်တော့ရေလေးကအနှဲငယ်ကြံသေးရဖြစ်တဲ့အတွက်ကြောင့်ကျမတို့စက်သားတွေကိုခဏလောက်တည်ပြီးထားလိုက်ပါအောင်မယ်ရှင်။ကဲစက်သားချက်နေချိန်မှာပဲကျမကထမင်းချက်ပါမယ်ရှင်။ထမင်းအတွက်ဆိုရင်ကရဝီရဲ့တစ်ချပူပြီးရင်နနက်ပွင့်ပြီးရင်နောက်တစ်ခုကတော့ထောပတ်လေးလိုပဲပါတယ်ရှင်ပြီးရင်တော့ကျမတို့တကြားလေးနှစ်ဆုံးလောက်ထည့်ပေးပါမယ်စားကတော့အနည်းငယ်ထည့်လို့ရပါပြီရှင်ကဲအခုဆိုရင်တော့အားလုံးကိုတမအောင်မွေးပေးလိုက်ပါမယ်ရှင်ဆန်ကတော့ကျမတို့ဓမ္မောက်ဆန်ရှာမတွေ့ရတဲ့ကြောင့်ကျမကရှေ့ဆန်လေးနဲ့ပဲချက်ခဲ့ပါတယ်ရှင်ဒါပေမဲ့တော်တော်ကိုစားဖို့ကောင်းပါတယ်ရှင်ဒီဓမ္မောက်ချက်ဖို့ရအတွက်ဆိုရင်ကျမတို့ခုနကစပစ်စီချောက်ပြီးလို့ရှိရင်မုံလာဥနီနောက်တစ်ခုကတော့တီဟိုဆေးလေးလိုအပ်ပါတယ်ရှင်။ကဲထမင်းလေးချက်ပြီးဆိုတော့စက်သားလေးကိုကျမတို့ပြန်ပြီးတော့နှက်ပါမယ်ရှင်။ထမင်းကိုကျမကအရင်ဆုံးတစ်ဝက်လောက်အရင်ဆုံးဖယ်ထားလိုက်ပါမယ်ပြီးရင်စက်သားလေးထည့်လိုက်ပါမယ်ရှင်။စက်သားလေးကအနှစ်တွေထည့်ပါမယ်စက်သားလေးထည့်ပါမယ်ပြီးလို့ရှိရင်အပေါ်ကနေထမင်းပူလေးနဲ့ပြန်ပြီးတော့ဖုံးလိုက်ပါမယ်ရှင်။ကဲထမင်းပူလေးနဲ့ဖုံးတော့ဆိုရင်ကျမစက်သားတစ်ခါပြန်ပြီးထည့်ပါမယ်ရှင်။အခုလိုမျိုးလေးပြန်ပြီးတော့လုပ်ပြီးရင်ကျမတို့ထမင်းလေးပြန်ပေါင်းမွေးထားလိုက်ပါမယ်ရှင်ကျမတော့ဒီပေါ့နော်ထမင်းအိုးကနည်းနည်းသေးသွားတယ်ရှင်ဆန်နှစ်ပူးချက်လိုက်တာပေါ့နော်နှုတ်စီပူးနဲ့နှစ်ပူးချက်လိုက်တာကိုကျမကအပြည့်မောက်တော့ရသွားတယ်ထမင်းကိုချက်တဲ့အချိန်မှာတော်တော်လေးကိုမှွေပေးလိုက်ရတယ်ပေါ့နော်ကျမအဲ့ဟာနဲ့မှွေမရနဲ့ဘာလို့လဲဆိုတော့အကုန်လုံးပြန်ပြီးတော့အပြည့်မှာပဲတက်စီလုပ်ပြီးတော့မှွေခဲ့ရပါတယ်ရှင်မြင်းတဲ့အတိုင်းပါပဲရှင်ထမင်းကတော့အရန်ကုန်မှကြက်နေပါတယ်ရှင်ကျမလည်းလောဘကြည့်ပြီးအများကြီးချက်လိုက်တာပေါ့နော်ဒါပေမဲ့အရသာတော့တော်တော်ကောင်းပါတယ်ရှင်။ကဲကျမဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတငယ်ချင်းတွေတော့အားရပါရစားရတဲ့ကျမတော့အရန်ကိုပျော်ရွှင်သွားပါတယ်ရှင်။ကဲအားလုံးပဲစားကြပါအောင်ရှင်။ကျမဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေလို့ကျမကဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးပဲဘိုင်ဘိုင်